အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ကစင်းရဲ့လှုပ်ရှားမှာကစင်းရဲ့လည်းဖြစ်တယ်ဗျအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စပါတီရဲ့လှုပ်ရှားမှာပဲဖြစ်ပါတယ်ဗျအဲ့တော့ကစင်းရဲ့ကိုရေးပြရပါမယ်ရင်းရဲ့ဒလိုကြီးဖြစ်မှာဒလိုကြီးဖြစ်နေပါမယ်ဆက်ပြပါမယ်တော့ဒီရအောင်ပြပါမယ်ဟုတ်ကဲ့ပါလောက်လာပါမယ်ထဲကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကစင်းရဲ့ကိုထည့်ပါမယ်ပြီးရင်တော့ပေးပါမယ်ကိုရှယ်ဗရန်နဲ့ဆေးပြန်มาပဲဖြစ်ပါတယ်ဒီနေ့ရဆေးနေရကြောင်းလို့နောက်ကိုဆေးပါမယ်ဒီဗီဒီယိုကိုကြည့်လိုက်ရမယ်တော့တော့လာဟဲ့နောက်ဂရင်းရက်ကိုရှယ်ပလန်နဲ့ဆေးပြီးတော့ထားလိုက်ပါတယ်နောက်အသားတွေလည်းရပါပြီနောက်ပေါင်းစီးဖြစ်ပါတယ်စပိုင်စီအနှစ်ထုတ်ရဲမုန်းထုတ်လေးထုတ်ရဲဥခါဆက်3ထုတ်ရဲကြက်တုံဆိုရဲပါပဲအသားကြောင့်လေးချဖြစ်ပါတယ်ဒါတော့စဖုံဘူးပေါ့နော်မှာသားတို့တွေကိုကကြီးနဲ့ညံ့နေပါတယ်ဒါတော့ကြက်တုံနေပါတွေကိုထောင်းထားဖြစ်ပါတယ်ဟိုစဖုံဘူးကလက်မှာတတိုးနေဗျာမကြည့်လိုက်မစရင်တော့ပေါင်းပစ္စည်းလေးပါမယ်ဒါလေးပဲဗျာဒါလေးတစ်ထုပ်ကို3500ထောက်ဆွဲလေးရ900ဗျအသားကြောင့်1200လား1100လားမသိဘူးဘာသားတူတွေကိုကျွန်တော်ညံ့နေပါတယ်ဟုတ်ပိန်းနေဒီလည်းရှိပါတယ်ဗျာဟုတ်ဒါတော့ကျွန်တော်ဦးလေးရဲ့အိမ်ပဲဖြစ်ပါတယ်ကျွန်တော်ဦးလေးအိမ်မှာဟာလာရှန်ကောပေါ့နော်စပိုက်ချီလောက်စားပဲဖြစ်ပါတယ်နောက်ဟိုဘက်မှာဘလို့တာမဟုတ်တာလဲဆိုရင်ကျွန်တော်အိမ်မှာမလုပ်ချင်လို့လုပ်တာပါစဖုံမှုကဒီဘက်မှာမလို့ရင်တော့စဖုံမှုရှိရနေရဘလားလုပ်တာဖြစ်ပါတယ်နောက်မှာခောက်ဆွဲတွေကိုကကြီးနဲ့စညံ့နေပါပြီပြီးတော့ organ နဲ့ကိုရေးထည့်ပြီးတော့လုပ်လိုက်ပါဒီစူပွက်လာဆိုရင် organ နဲ့ကိုခောက်ဆွဲလေးထည့်လိုက်ပြီးဒီမြင်ခဏဆောင်ပါနော်ခဏဆောက်ပြပါမယ်ကျွန်တော်ညီရဲ့အိမ်ကိုလိုက်ပြီးပြပါမယ်ဒါတော့ကျွန်တော်ဦးလေးရဲ့အင်ရှင်မျက်နှာစာလေးဖြစ်ပါတယ်ဒါတော့ what တွေရှိပါတယ်ဒါတော့ what ချောင်တွားနေပါတယ်တော့ what ချင်ရောက်ပါပြီဒါတော့ what တွေပဲဖြစ်ပါတယ် what နှစ်ကောင်ပေါ့နော် what နှစ်ကောင်ရှိပါတယ်လိုက်ပြပါမယ်လုံးနေကျွန်တော်တို့ဝတ်ဒီကိုပြပါမယ်ကျွန်တော်ပြန်လာရင်ဒီလောက်တောင်မှတို့တော့မြခင်းလက်ဆက်ပြကြည့်ပါတယ်ဒါတော့ကျွန်တော်တောင်ပတ်ထဲပဲဖြစ်ပါတယ်ကျွန်တော်တို့ကွက်ခြံထဲမှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုပါဒါတော့ကျွန်တော်ဝတ်ချင်ဖြစ်ပါတယ်ညမှာဝတ်9ကောင်9ပဲရှိပါတယ်ဒါတော့ကျွန်တော်ဦးလေးတော့ဖြစ်ပါတယ်ဒါတော့ကျွန်တော်အိမ်ပဲဖြစ်ပါတယ်ဒီဟောင်းမှာကျွန်တော်အမိပါဒါတော့အိမ်ဖြစ်ပါတယ်အဲဒီကံရောကားတွေအများကြီးရှိပါတယ်အိမ်မှာရောဆက်တော့ကျွန်တော်စပိန်ကြီးဖြစ်ပါတယ်ဒီကတော့ကျွန်တော်ခမ်းပါနေဖို့ကျွန်တော်ခမ်းပါတော့ကျွန်တော်ခမ်းလို့ဒီမဲ့ဘူးတော့ဆရာကြီးကကျွန်တော်မပြပါဘူးတော့ကျွန်တော်ပြပါမယ်ဆွဲထားတယ်အများကြီးရှိပါတယ်နော်ပုံဆွဲထားကျွန်တော်ပုံဆွဲထားလေးကိုဒါမှမပြတော့ပါဗျာနောက်ကျမှကျွန်တော်ဒီချက်ရှင်းလေးလုပ်ပြီးရှင်းပြပါမယ်ဒါကျွန်တော်စပိန်ဖြစ်ပါတယ်ဒါကျွန်တော်ဖွာပါအိမ်ရပါမှာပွားဆိုင်ကျဲနေပိနေတိရှိပါတယ်တော့နေရာလိုက်မှာရှိပါတယ်မပြုံးရှိပါတယ်မဆိုင်ကလေးကျွန်တော်တို့အိမ်ကိုပြပါမယ်။ဒါတော့အရှိမနဲ့စားနေအိမ်ကိုပြပါမယ်။ဒါအိမ်ဖြစ်ပါတယ်။ဒါကျွန်တော်အိမ်မှာကျွန်တော်အိမ်ဖြစ်ပါတယ်။တိမ်လုံးစိမ့်အောင်ကြီးပါ။ဒါပန်းလေးဖြစ်ပါတယ်။ပန်းလေးရတော့လှရဗျာ။ရောင်စီလေးရလည်းစုံတယ်။ပန်းလေးရတော်လေးလှပါတယ်။ဒါရှုကင်းပဲဖြစ်ပါတယ်။
မြက်ခင်းကြီးလည်းစိမ့်ဆိုးပြီးတော့ဗျာနော်ရှယ်မိုက်တယ်ဟုတ်ဗျာမြက်ခင်းစိမ့်ဆိုးပြီးတော့မိုက်ရဗျာဆက်သွားမယ်တော့မလာစပိုင်စီလောက်စားတဲ့နေရာမှာကျွန်တော်စပိုင်စီအဲ့ဒါခုနအိမ်ကတော့ကျွန်တော်အင်ကိုလိုက်ပြဖြစ်တော့မှာပဲအဲ့မှာဘလောက်တောင်ပြီးစီမှာလာပြီးကြနော်ဒီပေါ်တက်မှာနော်အိမ်ပေါ်တက်ကိုလိုက်ပြမယ်နော်ဒီအိမ်ပေါ်တက်မှာရတယ်ပေါ်တက်ကိုလိုက်ပြပါအိမ်ပေါ်တက်ကိုလိုက်ပြပါမယ်ပေါ်တက်မှာဆိုတော့ဒီလိုလေးရှိပါတယ်အဲ့ပါနော်ဒီမှာတော့နောက်ခန်းလေးပဲဖြစ်ပါဒီခန်းတော်တော်အတန်လုံးပါတယ်ဒီမှာဆက်သွားမယ်ဆိုရင်တော့ဒါတော့ကျွန်တော်ကိုရန်ကုန်တော့ထုတ်ထားပြီးစီးပါတယ်စီးပဲဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်ဝက်ဖျားစင်ဖြစ်ပါတယ်ဒါတော့ဖျားစင်လေးပါဒီမှာကျွန်တော်ဝက်ထားပစ္စည်းလေးရှိပါတယ်ဒါဖုံးစုပ်ကြည့်ပါဒါတော့ဖုံးကစုပ်နေဖုံးစုပ်ကြည့်ပါမီလုံးလေးရှိရဲဒါကူလင်းဖန်ရှိပါတယ်ကူလင်းဖန်လေးရှိပါတယ်ဒါတော့ laptop ပါမကီးဘုတ်ရှိပါတယ် mouse ရှိပါတယ် mouse ပြီးတော့ကျွန်တော်ဂီတာလည်းရှိပါတယ်ဂီတာပါကပူလည်းရှိပါတယ်နောက်ကျွန်တော်ဝက်ထားရဲ့ဖုံးဂီတာကြီးရှိပါတယ်နောက်ကျွန်တော်ညာရှိရပြကျွန်တော်ဒီမှာဂီတာရောဒီမှာဂီတာဖြစ်ပါတယ်ဂီတာအိတ်နဲ့ပြင်ပါပါနောက်ကိုဒီတက်ပါတယ်ကျွန်တော်မဒီတက်ပါဘူးဂီတာပြပါမယ်နော်ကြည့်လိုက်ရင်တော့ဖျားစင်လေးဖြစ်ပါတယ်ကျွန်တော်ခုနကနေမှာဘာပြင်ဆင်ပြီးတော့ဒါတော့နောက်ပြပါမယ်လင်းဘောက်ကနေကြည့်ရဒါတော့ကျွန်တော်ကိုရတယ်ဆိုပါဒါတော့လင်းဘောက်ကနေကြည့်လို့ရတယ်ကျွန်တော်ဆက်တော့အောက်ကိုပြန်ဆင်းပါမယ်နော်ခုနအိမ်ကိုကျွန်တော်တွားလိုက်ပါမယ်ဟာတွေလောက်ရဆိုကျွန်တော်ပြပါမယ်အဲတော့ကျွန်တော်ဦးလေးဘလူးထူထားတဲ့အရာတွေပဲဖြစ်ပါတယ်မမျိုးစုံရှိပါဗျာဒါရကျွန်တော်ရောင်းပါတယ်ငှက်ရုပ်တရောကုန်ရှိပါတယ်ဒါတော့စပုံမှုဘာလုပ်နေရလဲမသိဘူးမလို့ရနေလောက်ရနေအုပ်ကူလှက်ပြပါမယ်ကိုရနည်းနည်းပူပါလှက်ပြဒါတော့ကျွန်တော်လိုတော်ဖြစ်နေဗျချင်းလို့ရှိပါတယ်ဒါပါဘယ်လိုခေါ်လဲတိုဘူးကြီးလေအုပ်ပဲပြကြီးလည်းထည့်ပြီးပါပြီဒါတော့ဒါတို့ဒါတို့ညှက်ပြီးပါပြီဒါတော့စပုံမူကြီးဖြစ်ပါတယ်စပုံမူကြီးဟဲ့ဟုတ်မှာပြပါမယ်ဒီမှာဒီကဒါတော့ရောင်းတဲ့ခုံကြီးပဲဖြစ်ပါတယ်ဒီစတီကုံကြီးစပွဲကုံကြီးကကျွန်တော်ဦးလေးရောင်းပါတယ်ဝယ်ခြင်းတော့ comment မှာဝယ်ခြင်းတဲ့ဟာလေးကိုပြောပြပါမအကုန်ရောင်းပါဦးလေးရောင်းပါတယ်ဒီစတီကုံကြီးရောင်းပါတယ်စတီကုံရောင်းပါတယ်ဒါကြီးကျွန်တော်ဒါကြီးလည်းရောင်းပါတယ်ဒါငှက်ရုပ်ကြီးဖြစ်ပါတယ်ဒါမှစင်ကြီးရောရောက်ဒီရောဒါဘာကြီးလဲဒါဘာမှမဟုတ်တော့ဘာမှမကြည့်နဲ့မကြည့်တော့ဝိတ်ဒါတော့မပုံပြီးထုတ်ထားပါဒီမှာတော့ဗိတ်တနုမဟုတ်ဦးရှိပါတယ်မဟုတ်ဦးပဲဖြစ်ပါတယ်ဗိတ်တနုမဟုတ်ဦးရောစီရောမေရောရုပ်ရောကိုရှိပါတယ်တော့တဘာဝတစ်ကွင်းဖြစ်ပါတယ်မပန်းနေလည်းရှိပါတယ်ဒါတော့ရုပ်တွေများရှိပါတယ်နှာထောင်းကြီးရောဒီမှာငှက်တွေရောဒါတော့ကျွန်တော်ဦးလေးတပ်ပုံကြီးပဲဖြစ်ပါတယ်အရင်တော့ဖိုတိုကြီးပေါ့မုတ်စိမွေးကြီးနဲ့ရမ်းရောဒီမှာပြလိုက်နေဒီမှာဟိုးရုပ်နာရှိများရှိပါတယ်ဒါဒီအကုန်လုံးကရောင်းပါတယ်ဝယ်ခြင်းပြောပြီးတော့ပါဒေါင်းရုပ်ကြီးပဲဒေါင်းရုပ်ကြီးကဝယ်ပြီးသားရှိတော့ပါရောက်တော့လုံးပါလောက်ပါလေဒါဒေါင်းယူပြီးသားရှိပါပြီမလာမုတ်ဒီပါမလာမုတ်နေလဲရပြီဒီမှာတားကြောင်းတော့ရှာပြီမှာနှစ်ထုပ်လေးစုံရက်လေးတားကြောင်းလေးရှိပြီပြီးတော့ခောက်ဆွဲဆွေးရပါတယ်ပြီးတော့ဒါကြီးထောင်းပါမယ်ထောင်းထားရပြီပေါ့နော်ကြက်တွင်ရဲ့ကြက်တွင်ဘာပါတော့ဗီဒီယိုဘာလို့တော့ဗျာထောင်းထားတဲ့ဟာလေးပါထောင်းပါပါတယ်ပြီးတော့ကျွန်တော်ခောက်ဆွဲတဲ့အနေထားရအောင်ပါဒီမှာတော့ကျွန်တော်ခောက်ဆွဲပြီးတော့ရဲစံပြီးတော့ထောင်းအောင်ခောက်ဆွဲပါနောက်ခဏဆောင်းလိုက်ပါအောင်မယ်ပြင်ပြန်လာပါမယ်ခဏလောက်နေရတယ်တော့ကျွန်တော်ဦးလေးရဲ့ဒီတကားဖြစ်ပါတယ်ဦးလေးရဲ့အိမ်ပဲဖြစ်ပါတယ်တော့ချမ်းတော့ကျွန်တော်ကျဲပါတယ်ကျွန်တော်တောင်မထဲမှာကျွန်တော်လောက်ကင်နေချမ်းကျဲပြပါမယ်ဝက်တွေကျွန်တော်အများကြီးရှိပါတယ်ဝက်တွေကျွန်တော်မွေးထားဝက်တွေကိုလိုက်ပြပါမယ်ဝက်9ကောင်လိုက်ပြပါမယ်ပန်းနေအများကြီးရှိရဗျာဆင်းဆိုးနေရတယ်တော့ကျွန်တော်ဝက်တွေကိုလိုက်ပြပြီဟုတ်ပါတော့ဖွက်ချင်မနော်ဖွက်ချင်ကစပြီးသွားပြီအပြန်လည်းပြင်ဆင်ထားဝက်တွေကတွားစရာလာစရာအဝေးတွားလို့ရအောင်လို့မှာတော့မေရှိမဲဒါတော့ညာရှိပြချမ်းဆောင်နေကြတော့ဝက်တွေပဲဖြစ်ပါတယ်မှာဝက်ကြားလေးရောဝက်2ကောင်မှာဒါတော့ချမ်းပြင်းနေလို့ပါဒါကျွန်တော်ကိုဖြစ်ပါတယ်မှာဝက်3ကောင်4ကောင်ရှိပါတယ်မှာ3ကောင်မှာ1ကောင်ရှိပါသေးတယ်အမှာ1ကောင်မှာဝက်4ကောင်ရှိပါတယ်ဝက်4ကောင်2ကောင်ဆို4ကောင်ဝက်မိုင်ရ3ချိန်မှာ1ကောင်မှာအဲ့ဒါကြီး1ကောင်မှာ9ချိန်9ကောင်ရှိပါတယ်လေးရော6ကောင်ရှိပါတယ်ဝက်မိုင်ရော8ပြောနေပါတယ်
ဝက်မကြီးလိုက်ပြပါမယ်ဝက်မကြီးကမတင်ခွေးကြနေပဲခွေးနဲ့တော်တော်လေးတူပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝက်မကြီးရဲ့အရောင်အနူရောင်ကြီးဖြစ်နေတယ်တိုက်ပွဲလေးနဲ့ဒီမှာဝက်မကြီးအိတ်နေပါတယ်ဝက်မကြီးရတယ်နော်ကြီးပဲဝက်မကြီးအိတ်နေပါတယ်ဒီဘက်ကပြန်လာရှင်တော့ကျွန်တော်တို့ဒါညခင်းဆေးဆေးလေးရှိပါတယ်ကျွန်တော်တို့ရဲ့တက်ဖြစ်ပါတယ်ကျွန်တော်စိုက်ထားတဲ့ကြောက်ဖြုံပြီးနေလည်းရှိပါတယ်ကြောက်ဖြုံလာပါဟုတ်တယ်အဲ့ဒါပြီးနေလည်းရှိပါတယ်ကျွန်တော်စိုက်ထားတာပါကြောက်ဖြုံနေပြီးနှစ်ပတ်လောက်တော့ကြိုက်ပါအုံးမင်းနေဒလက်ပင်ကျွန်တော်ရဲ့ဘာဘင်းရုံဒလက်ပင်ဟုတ်ပါနာကျွန်တော်လည်းငါမှာထမ်းပြီးအဲ့ဘာဘင်းရုံရှိပါတယ်အဲ့ဥကူရတကယ်ရှိပါတယ်တော့ရှိပါတယ်ဒီဘာတင်းတော့မဟုတ်ပါဘူးတကယ်တော့ဥကူရှိပါတယ်တော်တော်လေးကိုစိမ့်ဆူပါတယ်ဗျတကယ်ဥကူရှိပါတယ်ပြီးနေလည်းများရှိပါတယ်တကယ်ဥကူကတကယ်ရှိကြပါညမှာရှိပါတယ်ဗျအုပ်တခုရှိပါတယ်ဒါပေမဲ့အဲ့ဒါကြီးရောရင်းတော့ပါကျွန်တော်တို့ကရှက်ကိုလောက်ထားလိုက်တယ်ရောက်ပြီပြောပါဘူးကျွန်တော်တို့တစ်ချက်ကြည့်ပါမယ်ကျွန်တော်တို့ဒီဘက်မှာလာပြီဆိုရင်တော့ကျွန်တော်တို့ဖက်ချက်ကြည့်ပါမယ်ဒီဘက်ဒီဘက်တော့ဒီဘက်မှာလာပြီဆိုရင်တော့လောက်ထားလေးလောက်ရောက်လေးဆိုတော့တစ်ချက်ကြည့်ပါမယ်ဒါကျွန်တော်ရုပ်လေးပါတယ်တော့ချောရမလားဟဲ့ပါမယ်ဟုတ်စားရာအဲ့ဒါတိုက်လို့ဖြစ်နေပါပြီခောက်ဆွဲတော်တော်လေးရနေပါပြီခောက်ဆွဲတော်လေးကြက်နေပါပြီကြက်နေလို့ပြောရမယ်အဲ့ထဲကိုကြက်တုံလေးထည့်ပြီးကြော်ပါမယ်ပြီးတော့လေးထုတ်လေးထည့်ပြီးလောက်ရမှာပါစောပရိသဒါရီတော့ဒီဘဲဆန်ထားမှာဖြစ်ပါတယ်ဒီဘဲဆန်လေးထားမှာပါတွိုင်းဒီဘဲဆန်လေးထားမှာဖြစ်ပါတယ်ပြီးတော့ဓာတ်တွေလည်းရနေပါပြီဒီပါတိရဲ့ရှိရပါတော့နော်ပြီးတော့ကိုယ်တောင်းဒီဘဲထောင်းပါမယ်ဒီဘဲဆန်ထောင်းနေရပါပြီတို့မြေဘဲဆန်ထောင်းနေရပါဒီမြေဘဲဆန်ထောင်းနေရပါတုတ်မြေဘဲဆန်ထောင်းနေရပါမြေဘဲဆန်ဒီတော့ကြီးလာပြီတော်တော်လေးတော့ကြီးလာပါပြီဟုတ်ဒါဘလို့ပြောမာလာရှန်ကောလို့ပဲပြောမလားဘလို့ပြောမှာမပြမာလာရှန်ကောအနစ်ကကုံသားလို့တော့စပိုင်စီအနစ်နဲ့လှုပ်ထားဖြစ်ပါတယ်စပိုင်စီသူပဲပြောမလားမာလာရှန်ကောလို့ပဲပြောမလားကျွန်တော်မသိတော့ပါဘူးအဲ့လှုပ်စားဖြစ်ပါတယ်စားကျင်တော့ကောက်ကိုလှုပ်စားပါဟဲ့စားကျင်တော့ကျွန်တော်အင်းလာပါကောက်ကိုလှုပ်စားပါငါလာနိုင်မရပါလားစပိုင်စီနိုင်ရချောင်းလိုက်ပါအောင်မယ်တုတ်ထောင်းနေရပါnó thon này bảo ra đâu ta cho anh chừng chả chỉ có nó mà ra như vậy cho lý ra như vậy rồi đó mà cho lý của bạn nó cà phê gì ra như vậy nó sao bây giờ mà rồi nó cho lý rồi đó ta đi được chả rồi đó đi được chả rồi phải đấy lúc nó ta đi được chả rồi ba ông của ta đi được chả rồi phải đấy nãy là nó ta chẳng được chả bị nó mình ai lại à bố nó nãy ta chẳng được chả rồi ba lẽ ta đi được chả rồi mà nó gì gì thế đó đó sao chừng gì phiền vào bi đó lý do sao chừng gì phiền vào bi này đi này nhai về này đi lại nó nhai mà nhai về nó yêu xe tàu giờ mấy đi xe nào thì này mà ba lo lùi à bi đó rồi già rồi bi rồi chả già rồi bi nó sao chừng đó cái nhà bây giờ mình coi lúc sao đâu nhiều rồi đi ba đâu đi chơi nó subscribe nghe like and follow လေးလုပ်တော့ကြပါရပါတယ်ဟဲ့ဒီနေ့တည်းလည်း share ရပါပြီပြီးတော့ကျွန်တော် okay နဲ့ဆန်တော့ထွက်တော့ကြတော့ဒီမှာတော့ထောင်းထိုင်းပြီးတဲ့ဆန်တွေကိုထည့်ရပါဖြစ်ပါတယ်ဒီနေ့စုပ်ပြောရနဲ့ထည့်နေပါပြီတော့ထည့်နေဖြစ်ပါတယ်ညီပဲဆန်ထည့်ရပါညီပဲဆန်ထည့်ပြီးတော့ကျွန်တော်အေးလက်ဖိတ်ကြကုန်ပါနော်ဒီမှာကျွန်တော်ပဲဆန်နဲ့စားခြင်းတွေဖြစ်နေပါပြီတော့စားခြင်းတွေပါပြီဒီစားခြင်းကွာရကန်ကြီးဖြစ်ပါ යි တော့မြေပဲဆန်ဖြူရပါဖြစ်ပါတယ်မြေပဲဆန်မပါဘူးတော့နှမ်းစီဖြူရမှာဖြစ်ပါတယ်နှမ်းစီဖြူပါပါတော့စပူမူရရှယ်ကျမ်းပါရဲ့ဒီတော့တားလူရောတားချောင်းတွေရောပြုတ်ကြရတယ်ဒါပေမဲ့လေရန်စားခြင်းကြီးကကောင်းတယ်မာလာမောက်ချိုက်တော့ရလိမ့်ကြပါပြီရလာပါပြီ
နော်ရန်ကုန်စားခြင်းပြဖြစ်နေပါနော်ကဲနော်ပကံကြီးရက်ထိပ်ပြီးတော့ကျုံးလိုက်ဖို့ပဲကြံပါတော့လေတနားလောက်ပြီးရကြတယ်ဒါမှဆက်ဟာလိုက်ပြရတယ်နဲ့โอ้စားကြည့်ကြပြီဘောနော်စားကြည့်ကြရန်ကောင်းနေပါပြီအော်ထားတယ်ကော်ထားတယ်ဒါတွေဒီအကုန်လုံးကော်ထားတာစမုံဘူးလက်ရအောင်ရှေ့ကြမ်းမနော်စိုင်းအောင်ဖွင့်စားလို့ရပြီဟုတ်မာလာမောက်ချိုက်နောက်ကြရင်တော့မာလာမောက်ချိုက်မာလာရှမ်းကောစပိုင်စီထမင်းကျော်ပတ်ရှူထမင်းကျော်မိုးဟင်းကခေါက်ဆွဲကျော်ကြားစံကျော်အဲ့ရောင်းလို့ရပါပြီနော်နားမှာဆိုရင်တော့ကြားစံကျော်ရမယ်ခေါက်ဆွဲကျော်ရမယ်ရပါတယ်နော်ရပါပြီကျွန်တော်ဒီမှာရပါပြီငါဗီဒီယိုမြဲရလာပါပြီဒါတော့ကျွန်တော်ရတာပါပြီနော်ခွဲရလာပါပြီဒါတော့မှာဘယ်လိုပဲကြံတော့မှာပါရတယ်နော်ဘာလို့နည်းနည်းပဲကြံတော့အောင်ဆိုကျွန်တော်ဗီဒီယိုရိုက်ဖို့မေးတော့တယ်နော်အဲ့ဒါဘာလို့နည်းနည်းပဲကြံနေခွဲလိုက်ပါတော့ကျွန်တော်အရှိဘက်အင်ဒါကိုကူလာဘူးဖြစ်ပါတယ်နော်အရှိဘက်အင်ကျွန်တော်ခွဲလိုက်ကျွန်တော်အင်ကျွန်တော်ခွဲပေးလိုက်တာဖြစ်ပါတယ်ဘိုင်မှာအဲ့လိုဘိုင်မှာ